Hi, good evening, everybody. Is this your ship? Or right now in Houston. The weather is about 70. It's so nice. I know it's Virginia. It's cold. Anyway, I'm in ship on. From Virginia, so currently in Houston. Traveling about some other places. So by the way, today discipline is my sub. Today I would like to be talking about politician, but I'm not a politician person, so I would like to sharing about a little bit about a lot of Burmese journalists and news personalized. We're talking about is a lot of things false news about United States and Iran. So they thought about the war. It's not a war. It's just what is it called? The presidential elected, authorized is mission. So it kind of is misunderstood kind of this stuff. So let me speak with Burmese. So အားလုံးကိုမင်္ဂလာပါကျွန်တော်ရှက်အောင်ဖြစ်ပါတယ်အခုကျွန်တော်စမရောက်နေဆိုတော့ဒီအားရရပဲဒီပတ်ထဲမှာတော့စီစီနောက်ထပ်တစ်ဆင့်လိုမျိုးတက်တက်သွားတယ်ဆိုတော့ကျွန်တော်ကLexus မောင်းတဲ့အတွက်ကျွန်တော်က92ခဲ့ဆိုတော့93မှာကျွန်တော်ဒီမနေ့ကထည့်ခဲ့တယ်မနေ့ကကျွန်တော်ထည့်ခဲ့တယ်ဆိုတော့လေးချက်ပြ20 cent ပေါ့နော်လေးချက်နဲ့မှပြ20 cent နှစ်ပြကြတယ်ဆိုတော့တစ်ချိန်လုံးကခါရဲပေါ့နော် short ticket point တူတော့ကျွန်တော်ပြောမယ်ဆိုရင်တခါတော့ကကျွန်တော်အရင်တမနာလက်ထက်တော့ဆို regular ကိုကျွန်တော်$5တကလာတော့$5ဒီမှာရောက်ခဲ့ပြီးပါရှိ state တစ်ခုနဲ့တစ်ခုမတူတဲ့အတွက်တချို့ state တွေမှာ$5နီးနီးပေါ့နော်လေးချက်ကျော်ရောက်ခဲ့တယ်သူစီ state တွေပါဆိုရင်အချက်ကျော်သွားတယ်ပေါ့နော်93ဆိုတော့5ချက် plus ဖြစ်သွားတာပေါ့ဆိုတော့ဒီချင်းဒီကတာတော့လိုအပ်လို့ပေါ့နော်ကျွန်တော်ဒီစိတ်တွေကပြောပါဖြစ်ပါတယ်ဆိုတော့အခုအမေရိကန်ကအီရန်ကိုတွားပြီးကြီးကြော်လိုက်လို့နော်နန်ထွဲနဲ့မလဲနန်ချန်နဲ့နန်ထွဲမတက်မကိုက်တယ်လို့ပြောအဲ့လိုမျိုးပြောတယ်ပေါ့နော်ဆိုတော့သူကစစ်ပုံစံပုံအမေရိကန်ကတွားပြီးတော့ဗာလဲကျွန်တော်အင်ကြီးချင်းနိုင်ငံဖြစ်တဲ့နိုင်ငံကိုတွားပြီးလို့တော့ကလို့ဒီရက်ပိုင်းနဲ့သူကပြီးသွားမယ်အဲ့လိုထင်ခဲ့တာအီရန်ကိုတွားလုံးလိုက်တဲ့ခါကျတော့သူကသူများနိုင်ငံကိုတွားကျူးကျော်ဖို့ဖြစ်သွားပြီးတော့သူတို့နိုင်ငံရဲ့စစ်တပ်နဲ့ဘာညာပေါ့ဒီဗလာပါဒီမလားအဲ့လိုမျိုးတွေနဲ့ဒီမျိုးတွေထွက်လာတယ်ဆိုတော့အမေရိကန်ကလေဘယ်အရာမှကန်ဆာမဲထိုးသလိုမျိုးမဲထိုးသလိုထီထိုးသလိုမျိုးသူတို့မလုပ်သူတို့ operation ဆိုတာလေသူတို့ကျူတင်ပြီးမှအချိန်ကြာကြီးလေးလာတုံးတက်စင်ချင်းဆုံးဖြတ်ပြီးမှလုပ်ရရဖြစ်တယ်ဆိုတော့ဒီကနေ့အဓိက main point ပြောချင်တဲ့အရာကကျွန်တော်ကနိုင်ငံရေးပြရှင်လည်းမဟုတ်ဘူးနိုင်ငံရေးတမလည်းမဟုတ်ဘူးကဲဆိုတော့နေဖြစ်ပြနေတဲ့နိုင်ငံနေအရေးထဲမှာသူလှုပ်ဆောင်နေရနိုင်ငံတော်နဲ့စီမံတဲ့အရာတွေထဲမှာလှုပ်ဆောင်ရှာရှိတဲ့အရာတွေသူလှုပ်ဆောင်နေရဖြစ်တယ်လို့ကျွန်တော်ပြည်သူတွေနဲ့အမေရိကန်ပြည်သူတွေနဲ့ဝီလီဟာလာတွေတော့ရှိပါတယ်ဒီကောင်တွေကတော့liberal ဆိုတာလဲ liberal ဆိုတာတော့အကုန်လုံးမကောင်းတော့မဟုတ် liberalism ဆိုတာချိုးလို့ရတယ်ကောင်းတယ်အမှန်နဲ့အမှားကိုတုံးတက်ဖိုင်းချခွဲခြားပြီးမှအကောင်းကိုတည်နေခြင်း is a good part အဲ့ဒါကောင်းတော့အရာဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီမှာliberal ဆိုတာအကုန်လုံးကလည်းမမဆောင်းလို့ဒီကျွန်တော်မြန်မာပြည်အားလုံးတည်ပါတယ်မမဆောင်းလို့စားပြီလားမစားပြီလားမသိဘူးဆိုတော့ဒုက္ခပဲခင်ဗျာစားပြီလားမစားပြီလားဆိုတော့မသိရပါဘူးစားပြီမစားပြီအဲ့လိုမျိုးရှိရတယ်နော်ဆိုတော့သူတို့အနေနဲ့အဲ့လိုမျိုးရှိပါတယ်နိုင်ငံရေးမှာသူတို့တိကျလုပ်လာပြီဆိုတော့စီစည်းတွေလည်းကမ္ဘာနိုင်ငံတီးတီးကမ္ဘာမှာတော့အခြားနိုင်ငံတွေတော့အခက်အခဲတွေ့တာပေါ့တွေ့မှာပေါ့တွေ့အောင်လဲ
သူတို့တွေမှာအကြောင်းရှိတယ်လေဆိုတော့ဒီမှာဖြည့်ရှင်းချက်ရှိပါတယ်ဟိုငါကောင်းရင်ပြီးတော့မင်းတို့နိုင်ငံဒုက္ခရောက်ဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့သိရမလားဆိုတော့လွတ်ထားလို့ချိုးရည်ကတော့ဥမာအနစိမ့်ပေါက်တယ်ဆိုပါဆိုအနစိမ့်ကိုလေညစ်လိုက်ရင်နာမှာဆိုလို့ဆိုပြီးနာပဲအနာမခံချင်လို့ညစ်ထားအဲ့အနစိမ့်ကလေအတွင်းထဲဒီလိုက်ပြီးကိုတော့ဆိုခြေတော့ပါဖြတ်လိုက်ရတယ်နောက်ဆုံးတခုခြေတခုလက်လို့မျိုးပေါ့နော်လက်တခုအဲ့လိုဖြတ်သွားတယ် last let ဘာခေါ်လဲဗမာနဲ့ English နဲ့ကြားထဲမှာညရောလေခြေတခုလက်ဆိုတော့ခြေတခုလက်သွားတာပေါ့နော်လက်တခုလက်သွားတာအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့လိုအပ်တဲ့နေရာမှာဒီခဏပြောလက်စိမ်းပေါက်တဲ့ခါဖောက်လိုက်တယ်ကျွန်တော်ညစ်လိုက်တဲ့ခါနာပါတယ်ဒါပေမဲ့အဲ့နာတယ်တော့မှပုံနာအောင်လို့အဲ့ဒီတဲ့အမြင့်ထွက်သွားအောင်လို့ကျွန်တော်ညစ်ထုတ်ရတယ်တော့အဲ့လိုမျိုးတော့ရှိတယ်ဆိုတော့လည်းနားလည်ဖို့စဉ်းချင်လို့ရှိတယ်လို့တော့ကျွန်တော်မြင်မိတယ်ဆိုတော့စီစီတွေကတော့လေးငါးချက်နီးပါတော့ရောက်ပါတယ်ဒါပေမဲ့ကျွန်တော်နိုင်3ထဲဆိုတော့ဒီလိုလေးရှိပါတယ်သူတို့တပတ်တစ်ခါကတချို့တွေကလေပညာရှိတတိဖြစ်ခဲ့ပေါ့နော်ငါးလောက်တော့မတွေးမိဘူးညာကြီးလျှောက်ပြောတယ်ဒီOh my goodness ဆိုတော့လေနည်းနည်းတော့မပြောချင်ပါဘူးပုဂ္ဂိုလ်လည်းမပြောချင်ဆိုတော့သူတို့တွေမှာလေသူတို့ပြောတင်ပြောထားတဲ့စကားနဲ့တစ်ခါလေကျွန်တော်တို့ကြီးကြီးကျယ်ကျယ်ပြောရတဲ့စကားရှိပါတယ်အဲ့လေဒီကောင်ရှောက်ပြောနေရမဟုတ်ပါဘူးတကယ်လို့အဲ့လိုပြောတာပါနာစီခြင်းလို့ပြောတာလည်းရှိတယ်တာစီခြင်းလို့ပြောတဲ့စကားလည်းရှိရပါတယ်ဆိုတော့တစ်ခါလေနာမလည်းတိတာဟုတ်စက်မှလည်းအနာကိုပျောက်စေတယ်ရလည်းရှိတယ်ဆိုတော့အရက်ပြန်ဆိုတာစက်တယ်လေဒါပေမဲ့အဲ့ဒီအရက်ပြန်တိုးလိုက်ချင်တယ်အနာကျက်သွားပြီးမှအနာကိုတက်တာချင်းကိုပေးရဆိုတာလည်းရှိတယ်ဆိုတော့လေအဲ့လိုမျိုးလည်းသူတုံးတက်ရတဲ့အပိုင်းလည်းရှိတယ်သူပြောဆိုတဲ့စကားတိုင်းတွေကိုငါစကားနွားရပါတော့ဆိုတဲ့အရာနဲ့ရှောက်ပြော social media ရှောက်ပြောနေရတဲ့အရာတွေလေကြားရဖမ်းများတော့အမားများတော့အမှန်ဖြစ်တာတယ်မဖြစ်စေချင်ဆိုတော့ကျွန်တော်တို့လေကောင်းလို့စွာတက်ရှင်အောင်ကျွန်တော်မြန်မာနိုင်ငံကြီးအစိုးပြတ်တတ်နေတယ်ဆိုတော့မြန်မာနိုင်ငံအတွက်ကောင်းစားဖို့အတွက်ကျွန်တော်ကောင်းစွာတက်ရှင်အောင်အဓိကတော့လောကမှာလေကျွန်တော်အသက်ရှင်ခြင်းမှာလေကျွန်တော်ဘယ်လောက်ပဲပိုင်ဆိုင်ဆိုင်တမလွန်ဘဝရောက်သွားကျွန်တော်ဒါကြီးဘာမှပါသွားပါမလို့လူတယောက်ဟာလေအသက်ရှင်စင်မှာလေခင်ဗျားဆိုးချင်းကောင်းချင်းနဲ့ခင်ဗျားတည်သွားတယ်အဲဒီဆိုးချင်းနဲ့ကောင်းချင်းနဲ့မပါသွားဘူးဒါပေမဲ့ခင်ဗျားအသက်ရှင်တဲ့အခါမှာကြာခဲ့တဲ့ခင်ဗျားရဲ့ဆိုးချင်းကောင်းချင်းတော့လောကကြီးမှာအသက်ရှင်သွားပြီလူတည်ပေမဲ့နာမည်မတည်ဘူးအရေးကြီးဆိုတော့ကောင်းတော်မှုတွေပြုကြရအောင်ကောင်းတော်လူတွေလုံးကြရအောင်ဒီထက်အကောင်းဆုံးအရာကျွန်တော်ပြောချင်တယ်ဒါကပါလဲဆိုတော့ကျွန်တော်မကောင်းနိုင်ပါဘူးဒါပေမဲ့ကောင်းဆုံးကိုလုပ်ပြီးတယ်ခရစ်တော်ဘုရားယေရှုဖျားရှိတယ်ယေရှုဖျားကိုလက်ခံယုံကြည်ခြင်းအဖြစ်တည်ရဘဝမှာမကောင်းပါဘူးဒါပေမဲ့လူမိုက်လိုင်းစီပေးလိုက်တာမဟုတ်ဘူးမကောင်းတဲ့အရာတွေဆက်လုပ်ဖို့ခင်ဗျာသူကောင်းလို့ရင်ခင်ဗျာဘယ်တော့မှမရင်တော့ဟိုကကြောက်ပြောပြနေတာခင်ဗျာအပြစ်လုပ်တယ်ဗျာခင်ဗျာအပြစ်ကိုဆုံးမရင်ခင်ဗျာအဲ့ဒီပြစ်တွေနောက်တရရရှိအောင်ရှိတယ်ဒါပေမဲ့ခင်ဗျာအပြစ်ကိုလေစင်ချင်နိုင်လားဆိုတော့မရှောင်လွဲနိုင်ဘူးဗျဆက်လုပ်တယ်စင်ချင်နိုင်တဲ့လူလည်းရှိပါတယ်ကျွန်တော်ရေဘူးက January ပြောတာဒါပေမဲ့စင်ချင်နိုင်လို့ခင်ဗျာစူးစမ်းနိုင်လို့လုပ်တဲ့အရာတဲ့ကျွန်တော်ပြောချင်တဲ့အပိုင်းခင်ဗျာမလုပ်နိုင်ဘူးဗျမလုပ်နိုင်ဘူးဒါပေမဲ့ခွန်းလုပ်ပေးတယ်ဗျခွန်းလုပ်ပေးဘာဖြစ်လာလဲခင်ဗျာအားလာတဲ့အဲ့ဒီပြည်တွေမလုပ်မိတော့မလုပ်ဖြစ်တော့လုံးလည်းမလုပ်တော့လုံးနောက်ဆုံးတော့လုံးလည်းမလုပ်ချင်တော့ဆိုတော့လွတ်မြောက်သွားတယ်ဗျလွတ်မြောက်တော့အဲ့ဒီလည်းနေလွတ်မြောက်တော့သူတွေအပြစ်အမုန်းတရားအချစ်ချင်းတရားနဲ့ကျွန်တော်အကျွေးတင်မှတင်သူများကိုအမုန်းအကျွေးတင်တာပေါ့ပဲချစ်ချင်းအမုန်းချစ်ချင်းအကျွေးတင်တော့သူဝါဟာဒီကောင်ကအရန်ချစ်ခဲ့တယ်ငါသူ့ကိုချစ်ဖို့လူလေးဆိုအကျွေးတင်တော့သူခင်ဗျာပြုအားလေးပြောချင်ဒီနေ့ကဘာစစ်ပွဲကြီးကြားတယ်ဗျခင်ဗျာတက်ကြီးတော့ဂျာစားညတ်တယ်မဖြစ်စေချင်ဘူးဗျာဆိုတော့ခင်ဗျားလည်းဘာမှမလုပ်နိုင်ဘူးလေကျွန်တော်အဲ့ဒီရတဲ့တွေးတက်ခံပြီးမှစီချူကြအဲ့လိုမျိုးဖြစ်ပြီးနှလုံးရောဂါထပြီးတေးတာထက်စားရ
ကောင်းတဲ့အမှုရတယ်ကောင်းဆုံးသက်ရှင်ခြင်းနဲ့အကောင်းဆုံးနော်ရအတွက်သက်ရှင်တော့သူလှုပ်ခြင်းနော်အဲ့လိုအားပြီးအသက်ရှင်ကျွန်တော်ချက်ပြုတ်ကြရအောင်ဆိုတော့အဲ့လိုပေါ့နော်အဲ့လိုအသက်ရှင်စေချင်တယ်ဗျာကျွန်တော်တော့အဲ့တော့အားပေးတယ်နော်ဆိုတော့အဲ့ဒီလို negative အတွေးခေါ်တွေးနေကျွန်တော်တို့ရဲ့မျက်မှောက်ပြုချက်အရာကျွန်တော်တို့အသက်တာတွေကိုကျွန်တော်ပြုဆက်စေ is dwelling နော်အဝအပင်တပင်စိုက်တယ်အပင်ပေါက်လာတယ်အတူအချိန်တန်တဲ့အခါအတီးတီးလာတယ်ဆိုတော့အခိုင်ကျွန်တော်မြင်တာပဲဆိုတရက်တီးပေါ့စပစ်တီးပေါ့ဆိုတော့အတီးအပွင့်အခိုင်ထွက်လာတယ်ဆိုတော့အများကြီးတီးလာတယ် okay ဆိုတော့ is dwelling နော်ကျွန်တော်တွဲပြီးကြာလာအများကြီးတီးလာတယ်အတီးတွေကသူလေးချိန်နဲ့ပြီးတော့လေးနဲ့လာတယ်နောက်ဆုံးနော်တွဲကြာလာတယ်အဲ့လိုပဲအပြင်းတီးတယ်ဆိုရင်စပနန်လိုပဲကျွန်တော်ထောက်ကျွန်တော်စပါပေးရှိရကိုင်စပါစီရှိတယ်ပြန်ကိုင်အဲ့တော့ပြေးသွားအတီးနဲ့နော်ကျွန်တော်မပြေးသွားတဲ့အတီးဆိုပြီးကျွန်တော်လူလောကမှာကျွန်တော်အဲ့ဒါတွေလောကနီတိကြလောကနီတိတရားတွေပါကျွန်တော်ပြောကြတယ်ဆိုတော့ဒီຢာလေးတွေကိုစင်ချင်တုံးတက်ရင်ဟိုမဲမြင်တိုင်းဘယ်လိုခေါ်မလဲကျွန်တော်ငယ်တော့ကျွန်တော်ဖေပြောပြီးစကားရှိပါတယ်အဖေကျွန်တော်အိမ်မက်တယ်ပြောတော့ဗာမဲ့လဲတဲ့ကတာတယ်ကျွန်တော်ဘာမှပြောရင်ကြောက်ပြီမင်းညမဲလေးမက်တာမလားအေးဟုတ်တယ်ဖေမက်မှာနည်းနည်းမဲလေးမက်မှာပေါ့လေညမောင်းတယ်လေးတန်းကတာတယ်ဟဲ့အဲ့ဒါကျွန်တော်မျက်မှောက်ပြူတဲ့အရာကျွန်တော်တို့ကိုအတိပွင့်ကိုတီးစီဆိုတော့ကျွန်တော်တို့ positive mindset အကျိုးပြုတဲ့အရာခင်ဗျားမနေ့ပြန်အတွက်ဘာလုပ်ရမလဲခင်ဗျားမနေ့ပြန်ဘာအကျိုးပြုရမလဲဆိုတော့ခင်ဗျားတွေးတော့ခင်ဗျားလှုပ်ရှားကုန်မကုန်နိုင်โอเคအဲ့လိုပဲမကောင်းတဲ့အရာတွေပဲတွေးနေဒုက္ခဆင်းရဲတွေပဲတွေးနေခင်ဗျားရဲ့တက်တာပါအဲ့ဒီအရာတွေဘယ်တော့မှလည်းကုန်ဆောင်ရအောင်ဆိုတော့ကျွန်တော်ရဲ့ပြိတ္တတွေကျွန်တော်ညီကိုတွေကျွန်တော်ချစ်ခဲ့ရတဲ့မိတ်ဆွေတွေကျွန်တော် share လုပ်ချင်တဲ့အကြောင်းအရာခင်ဗျားဒွဲလို့တဲ့ຢာလေးနိုင်ငံရေးပါနိုင်ငံရေးကကျွန်တော်လူမှုရေးနဲ့ပတ်သက်တယ်နော်ဒါလည်းပတ်သက်မှုရှိတယ်โอเคအားကြောင့်ကျွန်တော်တမရအောင်မဲပေးတာโอเคမဲပေးတဲ့အကြောင်းရှိတယ်ဆိုတော့နိုင်ငံရေးနဲ့ကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးအရေးရှိတယ်ကျွန်တော်လူမှုရေးနားနိုင်ငံရေးလည်းနားမလဲနိုင်ငံရေးနားမလဲလို့ခင်ဗျားနောက်ငကိုင်းရောက်တာဟိုခြုံလေးရောက်တာအဲ့ဒါနားလည်းဘူးလို့ဆိုတော့by the way professional တယောက်လို့အရန်တီးတယ်လို့အရန်တီးတတ်တဲ့လူတယောက်လို့ကျွန်တော်ပြောချင်တယ်ညာပေါ့ဆိုတော့ဒီနေ့ social media တွေမှာတောင်းပြောမြောက်ပြောသူတို့ရဲ့ channel ပေါ့နော်ဟို promote ဖြစ်ဖို့အကြောင်းအရာတွေပြောနေတာတယ်အကောင်းဆုံးအရာခင်ဗျအကောင်းဆုံးမနေ့ပြန်ဘယ်လိုတက်ရှင်လဲဘယ်လိုအလုပ်ခင်ဗျလုံနိုင်တာမလုံနိုင်တာတကန်တာထားလိုက်ခင်ဗျမျောလင့်တာတဲ့လုံနိုင်တဲ့အရာနည်းပါတယ်ဒါပေမဲ့ခင်ဗျဘယ်လိုလုပ်လဲအဲ့ဒါကိုစဉ်းကြည့်အကောင်းဆုံးအဲ့ဒီအရာကခင်ဗျရဲ့တက်တာအကျိုးပြုတယ်ဓမ္မကျမ်းစာမှာပြောတဲ့အကြောင်းအရာကမိမိတိုင်းပြုစေလို့ဒီအတိုင်းသူတစ်ပါးနဲ့ပြုပါတယ်ခင်ဗျကိုသူများလေးစားသမှုပြုစေခြင်းခင်ဗျလေးစားသမှုအဲ့ဒီအရာခင်ဗျကိုလူတွေကလေးစားသမှုပြန်လေပြုပါတယ်โอเคခင်ဗျလူတွေကိုမိုးချိုးမြစ်ချိုးပြောခင်ဗျကိုလူတွေမိုးချိုးမြစ်အကြောင်းလက်ညှိုးတချိုးထိုးကြတဲ့လက်ချောင်းကကိုယ့်ဘက်ကိုထိုးနေစမ်းမမင်းအဲ့ဒါလေးပြောချင်ပါတယ်မိတ်ဆွေအားလုံးအားရောက်တိုင်း God bless you ပါတွေ့မယ်နော်